ဒီနေ့တုံးတုံးပြင်းလို့ blueberry ဖြတ်တော့ပါမယ်ကိုယ်တိုင်ဖြတ်တော့မယ်ပေါ့နော်ဟိုရောက်ခွက်လိုပါတယ်ခွက်လေးရယ်ပြီး blueberry ဒီဥစ္စာလေးရယ်ပေါ့နော်အဲ့လေးတစ်ခုပွင့်ထည့်လိုက်ပါအောင်မယ်အဲ့ဒါလေးထည့်ဖို့စွန်းမိနေတော့ကျွန်မစွန်းသားယူပြီးတော့အဲ့ဒါလေးထည့်ပါမယ်အဲ့ဒါကတော့ကျွန်မနှစ်စွန်းထည့်မယ်ပေါ့နော်တစ်စွန်းတော့နည်းနည်းနေရောနောက်တစ်စွန်းထည့်တာပေါ့နော်ဟိုကတစ်စွန်းပဲထည့်ရဒီပါတယ်နောက်တစ်စွန်းထည့်မှာပါကြည့်ပေးကြပါဦးအားလုံးလည်းအိမ်မှာအဲ့လိုရှယ်စဖြတ်တော့ကြနော်ကျွန်တော်ကတော့ကိုယ်လည်းရမကောင်းဆိုတော့ကျွတ်တိပြီးရင်တော့တကြားထည့်ပါမယ်တကြားကတော့နှစ်စွန်းထည့်လိုက်ပါလေကျွန်မအရှိုးရမ်းကြိုက်တော့ပြီးတော့ဖြေးရလေးထည့်ပဲပေါ့နော်ပြီးလို့ရှိရင်စွန်းလေးနဲ့မှုပေးပါလေကျွန်မကလေအမမွေနေတဲ့အချိန်မှာမြည်တောက်တဲ့ဘလော့လေးရှိသေးတယ်ဒီလားကျွန်မမြည်လိုက်မဆာရှိပြီးတောက်သေးတယ်မဆာရှိပြီးတောက်ပြီးအရှိရောက်တော့မလင်းသွားနောက်မှလုံးဝမလင်းဘူးကောင်းပါမလားဆိုပြီးစဉ်းစားနေတောက်လိုက်တဲ့ဆိုလေးကလေဘယ်ဆိုလည်းမတူဘူးကိုယ်တိုင်ဖြောတောက်တော့လေအားလုံးလည်းအိမ်မှာရှိဖြောတောက်ကြနော်ငငယ်တော့ငါဘယ်လောက်တော့ဒီလိုလောက်ခဲ့ရတယ်ငငယ်တော့ဆိုတစားအိမ်မြိုက်ထဲတော့လေအရင်ရှို့သွားတော့လေသိရမလားကိုတို့ငငယ်တော့လေလောက်တက်တာကိုလောက်ရှင်တိုင်းလောက်တယ်အဲ့တော့ပျော်တယ်ကိုတော့ကိုယ်တိုင်လုပ်တဲ့လက်ရတွေကအရက်ကောင်းပါပဲတွန်းတွန်းဒီနာလေးတွေရှင်းလိုက်ပါမယ်အားလုံးပဲဘိုင်ဘိုင်